အိမ်ကအသေးကြော်လေးတွေတန်းကူးလာလို့ဘာလို့ရမြန်မသိဘူးဖြစ်နေလားဒါဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးပါဦးနော်တန်းကူးလာတဲ့အခါမှာအသေးလေးတွေကိုကရုံတုံးပေးနေကြတော့လားဒါဆိုရင်ကရုံတုံးစရာမလိုဘဲနဲ့တန်းတွေကိုအမြင့်ပြတ်ပြောက်စေမဲ့ Fosani hair care set လေးရှိပါရဲ့နော်ခေါင်းပေါ်မှာရွာစီနဲ့တွာလာနေတဲ့တန်းလေးတွေကိုဖယ်ရှားပေးဖို့အတွက် tea tree oil နဲ့ lemon eucalyptus oil တို့ပါဝင်တဲ့ Fosani cake jet shampoo လေးကိုသုံးပြီးတော့လျှော်ချမယ်လျှော်ပြီးတဲ့အခါမှာရေချက်ချင်းတန်းဆေးချတာမျိုးမလုပ်ဘဲနဲ့သူကနေထွက်တဲ့အမြုပ်လေးနဲ့ခေါင်းကိုပေါင်းပေးပါနော် formula ပြောင်းလိုက်ပြီးကြတဲ့က daily use အနေနဲ့အဆင်ပြေမဲ့ hair detangler ကိုပြပါဆိုရင် Fosani ရဲ့ detangler လေးကိုပြရမှာပါနော်တန်းနဲ့တန်းဥတွေကိုတည်စီနိုင်တဲ့ Fosani ရဲ့ဒီ hair detangler လေးอ่ะဆိုရင်အရင် formula တုန်းကဝယ်ထားဘူးတဲ့သူတွေဆိုရင်သိကြမှာပါနော်အရင်ကဆေးအနံ့အရန်ပြင်းခဲ့တဲ့ဒီရက်ဒီတန်ကလာလေးอ่ะဆိုရင်အခုလက်ရှိအနံ့ကအရင်ကအနံ့နဲ့လားနဲ့မှမသက်ဆိုင်အောင်ကိုပြောင်းလဲပစ်ခဲ့တာပါနော်Apples နဲ့ Lemon fragrance ကို attach လုပ်လာတဲ့အခါမှာဘာတွေအများကြီးအဆင်ပြေသွားလဲဆိုရင်အနံ့ကအရင်လောက်မပြင်းဘဲနဲ့တင်းမွေးလေးဖြစ်သွားတာမို့လို့ daily use ဒီတန်ကလာအနေနဲ့ပါသုံးလို့အဆင်ပြေသွားတာနော် daily use ဒီတန်ကလာအနေနဲ့သုံးတဲ့အခါမှာသူ့မှာပါတဲ့ fragrance ကြောင့်မို့လို့ခေါင်းချွေးနှံတွေကိုထိန်းနိုင်တယ်နောက်တစ်ခုကတော်ယုံတန်ယုံနဲ့အလွယ်တကူတန်းနေပြန်မကူးစေပါဘူးနော်တန်းကူးလာတဲ့အခါမှာအလုတ်ရှုပ်ခံပြီးတော့ကရုံတုံးနေမဲ့အစား Fosani ရဲ့ hair care လေးကိုတုံးကြည့်ကြပါလို့မင်ကပြောချင်ပါတယ်နော်